အားလုံးပဲမင်္ဂလာပါခင်ဗျာဒေးစွန်မာတောင်တော်မြတ်ကိုရောက်နေပါတယ်ဆိုတော့ဒါကတော့အဝင်ဝမဟုတ်ဘူးဖြစ်ပါတယ်ခင်ဗျာဝယ်ပြီးသွားပြီလားဒီဝယ်ဝိုင်းဘယ်လောက်လဲဆိုတော့ဝင်သွားမှာနေအေးနဲ့မြန်မာသမင်းဆိုင်စတူးဆိုင်နားနေဆောင်အစုံရှိပါတယ်ဒီဆိုင်နေမှာဝယ်လဲရမှာနော်ဟိုရှိအောင်မသွားပဲနဲ့လေဒီဘက်ဆိုင်လေးဆိုလို့ရှိရင်ပို့ပြီးတော့သေးသက်တာမလားမသိဘူးဒါတို့ကပထမမမပြောဘူးဒီကဆိုတာထက်တဲ့တိုင်နေကျွန်တော်အဝင်ဝကနေဆက်လျှောက်လာလိုက်မယ်ဆိုလို့ရှိရင်တော့စားတော့ဆိုင်နဲ့ပြီးရင်ကျွန်တော်တို့ဘုရားပွဲပေါ့နော်ဘုရားပွဲဝိဇာပွဲတိုက်ပွဲရောင်းဆိုင်တွေရှိပါတယ်ပြီးတော့ကျွန်တော်တို့စတိုးဆိုင်တွေပေါ့နော်တို့လည်းပစ္စည်းဝယ်လို့ရတဲ့စတိုးဆိုင်တွေစားစရာဝယ်လို့ရတဲ့အေးဝယ်လို့ရတဲ့စတိုးဆိုင်တွေနဲ့စီစီကားကားရှိပါတယ်ဆိုတော့ကျွန်တော်တို့ရောက်ရှိတဲ့အချိန်ကနေ့လယ်10 နာရီခွဲလောက်ဖြစ်နေပြီဖြစ်တဲ့အတွက်နေ့လယ်စာရင်စားပါမယ်ပြီးမှကျွန်တော်တို့တောင်ပေါ်တက်ပါမယ်ဆိုတော့ဒါတော့မင်းဆိုင်ဖြစ်ပါတယ်ကျွန်တော်ကမတွေ့ဘူးဟုတ်ဒါကြတော့ဥပ္ပစီသွားရလားလားဟုတ်တယ်ဟိုလေးလေးကိုဒီနားလေဒီလိုဆင်းသွားပြီအခုဆင်းသွားပြီအကွေလေးနဲ့အပေါ်ပြန်တော့သွားတယ်ဟောလမ်းလေးလာတယ်အားရချင်လို့မဟုတ်လေနောက်မှသွားမယ်လေဒီဘက်ကိုရင်သွားမယ်လေအဲ့ဒါသွားထိုင်းနေရေကူးလူးယူလားဟာထိုင်းလာသွားတယ်မှာထည့်တာနဲ့မစားဘူးစားနိုင်တယ်စားနိုင်တော့ဘူးလမ်းရှောင်းမှနေမှာနဲ့အနည်းစားနိုင်တော့ယူခဲ့ဟိုအမေကိုစောင့်ဆုံးစောင့်နိုင်တယ်လားခင်းစားပြီးကြတာမလို့ထင်တယ်ဒီလိုကအေးလိုလိုထားဆိုတော့အဝင်ဝမာကလေးကတစ်ခါတိုက်နှမ်းနေပါရဲ့နဲ့ဒီတော့ဒီလေဟုတ်လားဟုတ်လားစားကြည့်သိတယ်လေအဲ့ကြောင့်စားနေတာမဟုတ်လားဘာလို့မေးလဲချင်းအကျွေလေးတွေလဲလို့ရအောင်好，别忘了3位嘞，打落下来喏。做开了没公道不呀？公的做开了，比话了公没了呀？对呀。啊，本来ဆိုတော့
ဆိုတော့ဒါကတော့ကတ်ကြော်တကားပါကျွန်တော်ဘယ်ဘက်ကိုချိုးမယ်ဆိုလို့ရှိရင်တော့ဘာမဲ့ဂူလိုကြီးကိုရောက်ရှိမှာဖြစ်ပါတယ်ကျွန်တော်ဘယ်ဘက်ကိုမချိုးဘဲနဲ့ဘာယာလမ်းတိုင်းကျွန်တော်ကတ်ကြော်တရားပေါ်ကနေဖြတ်ပြီးတော့ရှောက်လာခဲ့မယ်ဆိုလို့ရှိရင်တော့စူတောင်းပြည်တမိုင်းဝင်စံတော်ရှင်ဒေးစုမာစီတို့မြတ်ကြီးကိုရောက်မှာဖြစ်ပါတယ်ဒီအပြင်အစင်တွေနဲ့တို့ဒီရှောက်လာခဲ့တဲ့လမ်းတွေကတော့ပုံစံကကျွန်တော်တို့ဒီကြိုက်ကြီးပုံစံလေးနဲ့နည်းနည်းခက်ဆင်ဖြစ်ပါတယ်ကျုပ်ပြုတ်ကြည့်ရတယ်ကောင်း ဒီမှာလဲနည်းနည်းတော့စီတယ်နော်စီရနော်ကြိုက်ချူးတော့ကြီးမဟုတ်ပဲမယ်လေသူ့ဟာလေးနဲ့ဒီဘက်မှာတော့လေ စိတ်ရခွာအောင်အဲ့ဒါပြီတိလေးနဲ့လိုက်လားငါတို့ကြွေးမလို့ ဆိုတော့ဒါရှေ့ဆုံးကကျွန်တော်တို့တက်ချောက်လာတော့မင်းသားဖြစ်ပြီးနောက်ကတော့မင်းသမီးဖြစ်ပါတယ်ဖဲလေးရှေ့ရနေဖဲလေး ရေတောက်ဘူးတေးသေးနေတာ ကောက်မယ်ဆိုတာကြီးပဲ တက်တန်တောင်သိတော့မတူလဲရဘူးတင်ဟာ အေးတော့အဲ့လိုမှနေဟွာဖြစ်တယ်တေးကောင်းတေးတင်ကုန်ဟာအေးလေ ဟွာလာဟိုဆရာလေးတစ်ပေါက်200နဲ့ဆရာလေးတစ်ပေါက်200နဲ့ဒီဘက်ကဟွာလေးတိအောင်ရောက်လာ အကန့်တကန့် ဒီဘက်ကဟွာလေးတိအောင်ရောက်လာမြောက်ဘူးလား ၄ပါးရှိတယ် ဟော ရသေးတွေထီတော့မရောက် အေးရည်ရည်တိအောင် အဲ့လိုမှနေဟွာဖြစ်လာတယ် ဒါပုတ်ပြောနေပုံစံအားလုံးနည်းနည်းဦးစားလေးစိတ်ထီးဦးလေဟိုဘက်ကငါတို့ဗာလဲငါတို့ ဆဲကလေး ကြီးပစက်လား ဒီကမဆက်ပါ အေးကြီးကံပစက်သွားတဲ့ပင်နည်းနည်းဆင်တယ်နော်ဒီလား လို့ခေါင်းထဲမှာပဲ ဟုတ်တယ်ကြီးကံပစက်သွားတဲ့ပုံစံနည်းနည်းလေးဆင်တယ်အဲ့မှာတော့ဆိုင်တန်းတွေတော့ဘုံမများဘူးပေါ့ လဲတာပါလောက်ညာမယ်လို့မထင်ဘူးညာရွယ်မတည်ဘူးလေဟုတ်ပါဘူးကျူလာတော့တော့လိုက်တော့ဒီလောက်ရှိအဲ့လေဟုတ်ပါမထုတ်ပြရှဲနေတဲ့အချိန်မှာတော့ပြီးသွား ဟော ဒီကနေ့တော့အဲ့တော့ ဆိုတော့ဘယ်ဘက်ကိုချိုးရမှာဖြစ်ပါလဲညာဘက်ကိုချိုးရမှာဖြစ်ပါလဲဘယ်ဘက်မဟုတ်ပါဘူးအဲ့တော့ မဟာရုံသေးတယ်နော် လမ်းညွှန်ချက်အမှားတွေပေးလို့ရှိရင်တော့တရားမှမသိဖြစ်တော့မယ် အလုံးလာနေရောက်ပြီ ဝေစားဆိုင်လေးပါ ဘာလဲသားလို့ဒီကလမ်းလာလို့ရှိရင်ကျွန်တော်တို့ဟုတ်တယ်တော့ပဲမိုးသက်ဝါမမဟုတ်ပါဘူးကိုကျွန်တော်သွားမှာပါနော် ဆိုင်နေရမ်းမရှိမှန်းရှိတာတယ်နော် ရတယ်ချွေးလာလို့ရတယ် ပရိုမရှိရတယ်နော် ခုနမတော့ပဲရှိတယ်နော် ဆိုင်နေတော့များတယ်စောင့်ပြီးဆိုင်နေတော့ဒီလေးရောင်းနေ ဟုတ်ခိုင်းနေတာ ဒါလေးဟိုအဲ့ဒီမလို့ပဲထည့်ပေးလိုက် အဖေကလေးဝယ်လဲရနိုင်ရကိုယ်တိုက်တယ်အဲ့တမီးမွေးနေအဝယ်ပေးထားတဲ့တူလား ဒီဘုံတော့ဝင်လာ ဟေးအဆာအေးစေး ဒီပတ်နေရပြီ ဟောဟောအကောင်လုံးဆိုင်နေပေါ့ဟာနေတယ်အမိုက်နေရတယ် လို့ဘာလို့ရလို့လား ဆိုင်နာနေမှာပဲ နာဂယက္ခဒေဝနေမိတဘုဒ္ဓရုပ်ပွားတော်နှစီးလို့ရလားမသိဝယ်ရမှာဘောရောက်နေပြီလားပတ်သက်ခါလေးရှင်းနေရလားဟုတ် မင်္ဂလာပါခင်ဗျာ မင်္ဂလာပါခင်ဗျာ အေးလိုက်တာနော်ဘေးလေးကိုဖြူးနေရပဲဟမ်မိုက်တယ်ဒီနားနဲ့ရှုကင်းလေးကမိုက်တယ်ဒီမှာရှုကင်းမိုက်တယ်ဒီလေးအေးကြီးကျော်သွားရလား
အောက်မှာလေ ရောက်မှာ အဲ့ဟိုအပြန် ပရိုက်သူ့မေရှိရနေတယ်နော် ဝိတ်နောက်ဘက်ကိုထိုးလိုက်မယ်ဆိုတော့နော်ဝိတ်တောင်ရောက်မှာပါခဏတည်းကြည့်လို့မရတော့ပါဘူးခဏလေးချုပ်ပြီးတော့ကျွန်တော်တို့ခဏလေးမှာဖြစ်ပါတယ်ဒီမန်းနေပြီလေမကျော်ဒါကြတော့ကိုပါတောင်ရဲ့ view နဲ့သွားတွေ့တယ်ကိုပါတောင်ရဲ့ view နဲ့
ဒီတိုင်းလေးချက်ကလေးရရ ဒါပေါ့ကပ်ပြီးလိုက် မ ချောင်းမ ဒါ လေး ပေါ့ အဲ့လိုပြောပါလား ဒီလိုပြောပါ အမဒီကတော့ကြာဖိကလိုက် ဝယ်တော်သူတစ်ဖက်မိဘများဖြစ်ကြတယ်။ဦးမြင့်ဤတော်တဲ့တိုင်းကျဲအလူတော်ဝင်9000ကျပ်တီတီကိုလေတဟကြီးကဒါနမြောက်ဘုရားကိုကြပါဝင်တူတန်းသွားပါလေ။ဤကဲ့သို့ဦးစောမြင့်တန်တော်မြင့်မြင့်ထွေမိသားစုများပြည်သူတွေများကုသိုလ်ပေါင်းတို့အားဘဝတမန်လုံးပြောင်းချူပလုံးသွားတော့နှစ်ဖက်မိဘများဖြစ်ကြတဲ့ဦးမြင့်ဤတော်တဲ့တိုင်းညော့ဦးမြင့်ဆွေတော်တင်ဤတို့ကိုလည်းအမျှတမ်းပေးဝေလိုက်ပါလေ။ဝမ်းမြောက်နှုတ်မောတာရုနှုတ်မောနာခေါ်ဆိုနိုင်ကြ၍ကောင်းမြတ်ရာဒုက္ခတိဘုံတို့လည်းရောက်ရှိကြပါစေ။ဦးသောမင်းတိုင်းတော်မြင့်မြင့်ထွေမိသားစုများဤပြုတည်းမြကုသိုလ်အမြရှုတော်မူကြပါကုန်လောတာဓုတာဓုတာဓုအမြရှုတော်မူကြပါကုန်လောတာဓုတာဓုတာဓုအမြရှုတော်မူကြပါကုန်လောတာဓုတာဓုတာဓုဒီနေ့လူတန်းသောအလူရှင်ပေါင်းတို့သည်လည်းစိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းများဖြင့်လည်းပြည့်စုံကြ၍စီပွားဥစ္စာများလည်းတနေ့တခြားကြီးအလားကဲ့သို့တိုးတက်ကြပါစေကြောင်းအကျိုးတော်သောဖွဲ့မှဆုတောင်းမေတ္တာပို့သလိုက်ပါရစေခင်ဗျာ စေတနာရှင်တာယနာဒီဒီရဲ့မိသားစုနဲ့တို့အသက်ရာကျော်မကကျန်းမာမာကျန်းသာသာပြီးတကယ်ချင်းချင်းနေတိုင်းနိုင်ပြီးတော့ဒီကတို့ကိုပြုစုလို့ပြနိုင်တော့အားလုံးအဲ့ဒါကောင်းစလုံးစံဘူးမလားလို့ပြောလေးကတော့ ဘုရားဘုရားနေဒီဘက်ဝင်းချင်းကိုဘုရားဘုရားနေကျွန်တော်တို့ဒီဘက်ဝင်းချင်းကိုမြင်ရတဲ့ရှုခင်းရတော့ရန်ကိုလှပါပါတယ် ဒီအောက်စာကအဲ့ဒီအပိုင်ဆိုင်တဲ့ဟာကိုပုံမှာ ဆိုတော့စောစောလာလို့ရှိရင်တော့ဘူကောင်းမယ်လို့ထင်ပါတယ် ဘုရားဘုရားဘုရားမှာမရှိလို့ဘုရားမှာမရင်ဒီမိသားစုကပြီးတော့ဒီနေ့အလောင်းဝင်9000ကျပ်ကိုရှိတင်ရလာရောက်တဲ့လူပူတော်သွားပါလိမ့်။ဒီရမှုဘုရားမှုတော်ကလည်းရှိတင်ရလာရောက်တဲ့လူပူတော်သွားတော့ရှိတင်ရမှုရှင်လူမှာပေါင်းလို့ဒီစိတ်လူချမ်းသာခြင်းကိုယ်ဤတင်ကြောင်းဆုတောင်းမြတ်တာပေါ်တာလိုက်ပါလိမ့်။သမိုင်းရင်ဆိုတာပြီးဒီကမ္ဘာဆန္ဒရှင်စိတ်တော်မြတ်တရားကြီးလုံးတော်ပြီးရွှေတင်ငန်းကလေးပူဇော်ရန်နဲ့ရေမတော်တိုးချက်တိဆောက်ရန်အတွက်အလုကံမန္တပါဘုရားဘုကျော်ကိုင်ကလေးမိမိတို့ချွေးနေစာတွေကတရားတာနင်းများမစိုးအလူတော်ဝင်များပါဝင်လူဒန်းနိုင်ပါကြောင်းနိဗ္ဗာန်ကိုကျိုးမြော်တိုးစော်တိုက်တွန်းလိုက်ပါတယ် ဟုတ်လားလေမအောင် အောက်ဆင်းသွားရင်မှတ်နေရအောက်ကိုဆင်းသွားတော့လို့ အဲ့တကားတူတယ် တိုက်တကားတို့ဆိုဘယ်နာအဲ့တိုက်တကားကိုသွားကြည့်ချင်တာ သွားလေ မအမေကဟောတာလေ ဒီမှာလေ တိုက်ကားသွားမယ် ကိုကလေဒီဘက်ကိုဆင်းတော့တင်ကားတွေအကုန်ရှိတယ်နော်ဒီလိုက် ဟုတ်တယ်ဟုတ်တယ် ကောင်းလိုက်တာအချင်းတော်တော်လေးပေးရမယ်တင်တယ်ဟုတ်ကဲ့ တော့မှလေရေဖို့ထားတယ် ပြချလေးနှံ့အောင်သွားပြီးတော့လဲရမယ် ဟာအဲ့လို ကျောင်းပါလေဘုရားရှိခိုးတော့ပြတ်တယ်ဟုတ်
来。 လာရဲ့ရှုခင်းနဲ့ရှယ် မိုက်တယ်ခုနကလည်းအပေါ်မှာရှုခင်းတော်လှတယ် နားလာရဲ့ မြို့ရကြတယ်ပိတ်သားယူပိတ်သားအလုပ်ကြီးဆိုင်တယ်။ဒီဟိုကအိတ်တွေ့နေတာ။နှစ်အောင်လုံးရိုက်ပြီလေလေနှစ်အောင်လုံးရိုက်ပြီလေလေ ရွှေတို့ရိုက်ပြီ โอเค တော့ပုံရိုက်ခိုင်းတာလေ တပ်ပုံလေးရိုက်ပြီ နားပူလာတယ် ပမာလေတိုက်တကားတူလူရေးထားလား ဒီကြတက်လာ ဟုတ်လားအဲ့တိုက်တကားတူလား မဟုတ်ဘူးလား ဟုတ်တယ်ဆူတောင်းပြည့်တရားပြုတ်ကြအောင်မယ်နော်လျံဘက်ကနေကတ် တိုက်တယ်လားဒါကဒီမှာရှိတယ်နောက်ဝင်ပြီးရတက်တာပဲ ရှင်း ဟိုးသာ ကျွန်တော်ကဒီတစ်ခေါက်မမြောက်ဘူးဆို ကျွန်တော်မရောက်ဘူး ဒီမှမမြောက်ဘူး ဘိုးမမရောက်ဘူး ဘကူမှဘယ်မှမမြောက် ဘယ်မှမရောက်ဘူးလားဒီပဇာကိုငါအိတ်ထဲထည့်ပေးထား ဘာလို့ခံချင်လဲ ထည့်ထားတယ် သူစီပါဝိုင်း ဘူးမှဘယ်မှမမြောက်ဘူးပါခင်ဗျာ မင်းနော်သတိထားစင်းတော့ နားလေးကိုမေးတာ မင်းနဲ့မင်းတော့ကိုမေယူလေမေးထားဖို့ခြေသွင်းကြအောင် ငါတို့ရဆနေလို့ဒီငါတို့ပြန်တက်တက် အားလို့တော့ စောစောလေးလာနိုင်ရင်တော့ပို့ပြီးတော့ကောင်းတယ်နော်ဒါမှမဟုတ်ဆောင်းတွင်းလှလိုက်တယ် သိမဘူးဘူးတော့ရောက်ပြီတိုင်းချက်တိုင်း ဘယ်နဲ့မိုင်းနဲ့အပြန်လာဘလော့နိုင်ပြီ မာမတိုက်တကား ဟုတ်တယ်တိုက်တကားဒီပုံမှာလေ တိုက်တကားဘုရားသွားလေဘယ်လိုလာဖို့စဉ်းစားနေတာနာဘုရားသွား ခက်သွားရတော့ဘုရားမတတ်တော့ ဒါလေးထွေးတဲ့တိုက်ကားရောက်ပြီ ဘာမှလိုက်မလေး ဒီပုံမှာတော့ကြည့်အောင် ဆိုတော့ ဟုတ်ကြည့်တာ တိုက်တကားတို့ဆိုပြီးဒီဘက်ကိုလမ်းညွှန်ထားတယ်ဆိုတော့ပူတယ် မှာဆက်သွားလို့ရတယ် ရမ်းပူတယ်ရမ်းပူပါတယ် ဒီလိုပြောတယ် မိုက်တယ်ပူချက်က ဟုတ်တယ် နကဖြူ တော့ဒီမှာအောက်တော့ 写字里挺有用的。
မြောင်းမင်းလား ဟုတ်ဘူး ဟုတ်မြောင်းပြီးမဟုတ် ဟောမဟုတ်ဘူးလား ဟွာဖြစ်ပါမယ် အော်မတော်သားလေး ကြိုက်ဦးမယ်နော်ကောင်းဘူးလို့လေ ရေတော့စိန်တာပဲနေဘူးရမှာရေစိန်တော့ပူပူတော့ဘောတာတကယ်တော့မင်းမစိန်အောင်ပြီလားဘုံဒီမဟာအောက်လေးကိုစိန်ပါလား ဒီကောင်းနဲ့ရပါငါ ခဏနေလာကြာရှင်ဒီအရေးကတူရှိကြတော့ပါလေသူကဘာလို့ခဏနဲ့တူရေးစု ဒီချိုးနေရလေ ကိုယ်ပေါ်ကနေပြေးစင်းလာ ဘူးလို့ဘူးလို့ ဒီလာတော့ပါဒီတိုင်းမိုင်းဝင်းနေကြည့်နေဒီတော့စင်းတာ ဘူးလို့လေ ဒီရေးစိန်ကလားမဆုံးတော့နေ ခေါင်းလေးထည့်ရတယ်ဗျာခေါင်းလေးထည့်တယ် ကောင်းနေရင်မုန်းတယ်မလား ဒီရောက်ပြီလားဒီရောက် ကိုင်းပြရမယ်လေရောက်ပါပြီ ဒီကပဲကြောက်ကြမယ်နော် ပြရမယ်လေရောက်ပါပြီ ကဲဟိုဘာတက်လေ ဘာမဲ့ကူပေါ်တက်ဦးမလား တက်လေဆောင်းသွားလိုက်ဆောင်းတယ်ကြောက်နော်ဘာမဲ့ ဟုတ်လားဒါဘာမဲ့ကူလား ဘာမဲ့ဘူးဟောလေ ဖဲပေါက်နေရဘာမဲ့ကူခုနကကျွန်တော်တို့ line နဲ့လေတရားရှိရလေတရားနေပြီးတော့ဒဲမလာမယ်နဲ့꿰လာတယ်လို့ရှင်ဒီကိုရောက်တယ် ဟုတ်တယ် ဘက်ကတော့ကျွန်တော်လမ်းညွှန်ဆိုင်ဖို့ကြည့်လိုက်တယ် ကျန်လာပါလေတမီးကကျန်လာပြီးတော့နောက်ကြောင်ဆဲ ဘာမဲ့ကူ တော့ဘူးတော့ကိုရင်တက်လိုက် ဒီဘက်လားဒီဘက်ကိုရင်တက်လိုက်မယ်ဒီဘက်ကိုရင်တက်လိုက်ပါမယ် တော့ဘူးခိုင်းတယ်ဆိုတော့ချီပါလားဆိုတော့ ပထမအောင်မြေဒေးလာစွန်ပါတောင်းနဲ့ရမ်းပူတယ် ဟုတ်ပါဘူး။အောင်မြင်တော့ပဲ။ ရမ်းပူတယ်နော် ဒီတောက်ပါအောင် ဒီလေ12နာရီတိတိ ကွတ်တိရ ဥမာတော့တောင်းရောက်တဲ့အချိန် ဟာနော်ဒီတိုင်းကိုအေးရတော့အမေရောခဏ ဘယ်တောင်းလဲမှာဒီလက်တောင်းအတင်းအေးလေးလာတယ် ဟုတ်တယ်ကျွန်တော်ကဓာတ်ပွဲတင်နေရလေအဲ့မှာအေးဒီရ ဟောပုံနေတာလေဒါ ဒါ လေ လည်းပိုလို့မြင် ကိုမြင်ရတော့ဝါးပင်နေတောင်းနေတာ စောင်းနိုင်ဘူးလား ပေါင်းလောင်းလေရှိရဲ့တကြိမ်ချပြီးဒူရချိန်ဆက်ပြီးကွာမဖြစ်တော့ဘူးလေညာတော့အဲ့ဒီ3တစ်ကနေ300လောက်ပါဒီနားလေးပြလာအဲ့တော့တော့ငါပါအန်ဒီကတော့ပါတယ် တွေ့ရမှာလား ဒါမှနော်အန်ဒီကတော့ပါတယ် ဝကျွေးကြည်စီဒီဝကျွေးကြည်စီတော်မြတ်ကြီးရှမ်းပူပါတယ်စောစောလေးလာနိုင်ရင်ကောင်းပါတယ်ဆိုတော့ကျွန်တော်တို့တောင်ပေါ်ရောက်တဲ့ချိန်ကတကယ်17ခွဲ7နှစ်လောက်ဖြစ်နေတဲ့အတွက်သွားတာရမ်းပူပါတယ်အေးတဲ့နေရာတွေရှိပေမဲ့ကျိုးဖျားဝင်နေရာတွေကလမ်းလျှောက်ဖို့အတွက်ဆိုရင်တော်တော်လေးပူပါတယ်ဆိုတော့
တီးဝိုင်းဒီရောရှိတယ်ဒါပေမဲ့ဖျားဘော်တွေကြတော့အရေးမရှိတဲ့ခါကျတော့တော်တော်များများပူပါတယ်6ကဘာတွေကတော့အရင်နဲ့ပါတယ်6ဒီကဘာတွေအရင်ပေါ်ပါတယ်ဆိုတော့ကြက်ပါပြီရဆိုတော့ဆောင်းနှန်းနေဆိုလို့ရှိရင်တော့လမ်းလျှောက်လို့အဆင်ပြေတယ်ဆောင်းနှန်းမဟုတ်တဲ့နေရာကြီးဆိုရင်တော့ပူပါတယ် 알아 보는 거. 보입니다. 눌러 가야 된다. ပြန်ပြီးအင်္ဂလိပ်တွေပြန်ကင်ထားတာဖြစ်မှာပေါ့ 이거 잘잘된다. 보이네. 이거 잘잘 말이 잘잘. 내가 템비면 이거 내가 좋은 일이야. 그냥 들어가서 땀이 해가지고. လူရောပေါ်ရလားစိမ့်စိမ့်ဆိုတော့ အပေါ်ကအစိမ်းအောက်မှာရှိရလားဟိုကနဲ့အောက်ကကျတော့နည်းနည်းရေးလိုက်ရအောင်ကူကချင်းလေးမှန်တယ်မဟုတ်ဘူးအောက်မှာတော့ပြီးချစ်ဟိုအောက်မှာပေါ်တော့ရှိသေးတယ်အောက်မှာပေါ်တော့ရှိသေးတယ် 现在嘛，
လိုက်တဲ့နေရာလေးရတယ် ဒါတော့အောက်ပေါက်ပါဆိုတော့ဘောကနေပြီးတော့အောက်ထီအောင်လုပ်ထားတယ် လို့ခုမှနေရ ကြံသေးရသေးလားကြံသေးရဆိုတော့ဒီဘက်မှာမီလိုင်းတွေရိုက်နေတော့တချို့ဟာတွေကစင်စင်မမှန်မှုတွေထပ်ပြီးလုပ်နေတယ်လား ဒါအေးဘုရားက ဟမ် ရှိုးတော့ကိုသိမ်းထားအောင်ပါ ဟုတ်တယ်ရှူလေးကိုဆင်းသွားမှာရှူလေးကိုဆင်းသွားမှာ အဲ့ဒီတော့သိပါ အဲ့ဒီမိုက်တွေကောင်းတယ် ကိုအနိုင်ဝတ်တာတိတ်ပြပါလား အဲ့လိုရှိမလားဘူး ဒီရောမလားဒီလေ မရှိနဲ့မလား ရေရင်လည်းမလာရရေရင်လည်းမလာရအောင်ကတိနေဖို့ဆိုရယ် တကယ်ကြီးမလားဟန်ဆောင်ကြီးမလား လာလေအဲ့ပေါ့မိုက်လာ ဒီမှာတကယ်ကြီးရဲ့ပုံလေးကြည့်တာကိုပြောတာ လာဒီစားရင်လာ ဒီတော့မသွားရင်ချောင်းပေါ်နေ ဒီလိုကြီးဒီနေ့မှာ ရဆိုင်ရိုက်ပြီ ဟုတ်ဟုတ်ပြီ လူချင်းလို့ ဒီချင်းလို့ဒီတောင်းပါမိုင်းတော့မလို့ ခုပါကိုရှယ်ရိုက်နေ လူလည်းမလို့နေဘူးလည်းမဘူးလူရဲ့စိတ်ကိုပါထားတယ် ဒီနောက်တော့ခုရပါဟာ ဘာနေလဲโอเคဒီတော့ကြီးကြီးနော်မင်္ဂလာအောင်ပါ မင်္ဂလာအောင်မောင် အဲ့ငါလာ26 တက်ပြီးသွားပြီစွန့်အောင်ကွာလေးပါလေအဲ့ဘောကိုတက်လိုက်တာအဲ့ဘောကပူလုံးလုံးလေ6တော့မြတ်နိုင်ဟိုမြေကြီးကြီးလည်းရှိတယ်အဲ့မြေကြီးဘောကိုမြတ်နိုင်တာပြေးလာတယ်မင်္ဂလာအောင်မောင်းနဲ့ရိုက်မယ်ကဲမင်္ဂလာအောင်မောင်းတီးတော့မယ် မဝင်ဘူး မင်္ဂလာအောင်မောင်းတီးတော့မယ် ရှေးရေးဟိုအရနေတယ်ဘာလို့ပြီးရဲ့ မင်္ဂလာအောင်မောင်းတီးပါတော့မယ် အမောင်းကိုဒီနောက်ကောင်းတယ် ဒึงဒึงဒึงအောင်မောင်းတီးတော့မယ်လူမိုက်ကြတဲ့ကြံနေခဲ့တယ်အေးဒီလေးတင်ကန်လုပ်တယ်လုပ်ရမှာဟုတ် cái mà dây là đáng dư à ဟွာလိုက်တယ်ခေါ် bây giờ là ba cùng chi đồ các bạn má đâu ။အော်ဒီမိုက်တယ်တကား။အော်အဲ့ကြောင့်လည်းနှစ်ခုရှိရတယ်ပြောရလား
ဒီမှာတိုက်တကားတစ်ခုအဲ့ဒါနှစ်ခုရှိတာဟုတ် ဘေးတိုက်တကားဟိုပါလေလက်ဝဲရတကားလေးရတယ် ဘုဘကဖြစ်နေပြီဒီမှာတိုက်တကားတစ်ခုသူကတိုက်တကားနှစ်ခုရှိရဲ့ဒီကအဝင်ဘုဘကဟာအထက် ခုနကတန်တူကလာထိုက်ရဖရားလေးမှာအဲ့ဒါအတွက်တောင်းအောင်ငါပွေတာကဒါကြီးပွေနေကြတယ်တော့မပွေကျတော့မပွေပဲနေရတော့ဆောက်နေပွေဒီကနေ့ရှင်လက်ဝဲရတာတော့ငါဖိတ်တယ် လူတန်းနေရှင်လက်ဝဲရတနာငါပေးတယ်နောက်ပိုင်းကျတော့လူတွေက တော့ကတော့ချက် ဟမ်ဘောပစောကြီးအကြောင်းဂရိမဒီပဲနဲ့ပြန်မပြီးလို့တဲ့ခါကျတော့ တွေ့လားတွေ့ဒီတိုင်းရှင်လက်ဝဲရတာ သိသွားတယ်ဆိုတော့ဒါတိုက်တကားအဝင်မှာလို့ကျွန်တော်ကတွေ့ခဲ့တဲ့ဟာတော့တိုက်တကားထက်တိုက်တကားပါ အဲ့လိုပဲပါဝင်ပြီးတော့ပြန်လာခါပြီးတော့နောက်နေ့လာပြန်ပြီးတော့ အဲ့ဒါကြားဘူးလေဒီလားဒီမှာတော့မထင်ဘူးငယ်တော့ဒီပုံမြင်လို့လို့ပါတယ်လို့လေကြားဘူးလေဒါမဲ့ဒီတော့မှာတော့မဖြစ် ဟေးချောင်းပြပြလေးကိုယ်ဟုတ်တော့ဆွဲရလို့ရကိုရ အေးနော်မရဘူးလဲလို့မရဘူးဥမာဖျက်တယ် မူလေးရပါအောင်ရတယ် မပူးလားငါမှ အဲ့ဒါပစင်းရင်ဝဲရတာ စင်းရင်ွယ်တွေဘူးလို့အော်ကုန်ပြီတော့မရှိဘူးလေတော့ကြည့်လိုက်ပါဦးမယ်ရပွေးရှုကင်းကြီးဟာဟိုကောင်မလမ်းလေးရှိတယ်ဟိုကောင်မလမ်းကလေးရှိတယ်ကြည့်လိုက်ဟိုဘကတောင်ကျောတွေကိုသွားတဲ့လမ်းဖြစ်တယ်အေးအဲ့မှာလေတကူကြီးဖျားတွေရှိအောင်မတင်တယ်ဟိုမှာဒီဘယ်တွေရောညာတွေရောဖျားတွေအများကြီးပဲသိလားတကယ်လာမယ်ဆိုရင်နော်2ရက်3ရက်လောက်တော့ရှောက်ဖူးပါမလားမသိ ဒီဖုန်းကြီးကြောင့်မှနားပြီးတော့လေ အေးလမ်းနေရာအများကြီးပဲဘယ်တောင်ကျောသွားလမ်းနေရာဟိုဘက်ဒီဘက်ဒီပဲအပြည့်ပဲ ပြီးတော့သူကလည်းသူဟိုတမိုင်းချောင်းနဲ့ဟိုဆက်ကြောင်းကရှိ ကိုရီးယားအခုတခြားမသိလို့လား တယ်မသိတော့ဒီစင်ဟာတော့အရင်အချင်းတော့ဘလို့များပေးလေပေါ့ဒီလားတော့ဝိရတယ်နော်စင်လာတော့ဒီမှာတခု ကို ရှိ ယ်စကားပိုင်းရ သနခါပန်းလေးဟုတ်တယ် ဖွင့်လာ သနခါပန်းလေးတွေပါဝေးတယ်ဒီကနေကိုအနိုင်ရ ဒီအဲ့ ကလေးလေး ဇာလုံးကြီး ဟာ ဟိုမှာလေဟိုထဲမှာလေဟောရှိတယ်ကလေးဟိုအိတ်တယ်ဟော စာပြီးထားတော့ဒီတဲ့နားပါလားဒီ လာ နားရည်ချင်းသွားမယ်နောက်ဝေးတော့ဝင်အောင်လားပူတော့ပူဟမ် ပါရရဲ့လို့ ပြန်ပါပြီဆိုတော့ပြန်ပါပြီခင်ဗျာ ဟုတ်ရနာ တောင်အောက်ကိုပြန်ဆင်းဖို့တော့တောင်မော်ကိုပြန်တက်နေရပါကျွန်တော်တို့ဒီဘက်ကနေတက်လာပါပြီတောင်မော်တက်ပါမယ်တောင်မော်ရောက်ပြီဆိုရင်ပြန်ဆင်းပါမယ် ကြောက်တော့ဆွဲပါ ဝါရီပြောတယ်လား ပြောက်ကြတယ်ဆက်မှတ်ရှိတယ် ရပါပြီအမေရပါပြီနေမဝဲဝိုင်းဆက်ကြပါနေမနေကောင်း တောင်တက်နေတာပါဟုတ်မှာဟုတ်ပါ အတေးရှိ hiking ဆိုမှတကယ် hiking မယ်နော် အဲ့ဒီဒါနဲ့ငါကလော့ဟိုက်ကင်တော့အောင်ပါ hiking ဆိုမှ hiking မလေးကလော့ဟိုက်ကင်တော့ဘူးရုံးပါ တော့ကတော့တော့လောက်ပဲရှိပါတယ် မနေ့ကမတန်းနိုင်တော့ခေါ်လာတာ မငါရအခုကလောလောဆယ်ရောက်ပါလေနေဟော ဒီကောင်း အ
နေကောင်းကသားဆိုတော့ကိုဟမ်းမကောင်းရဲ့ ဒီစိန်ပြီးသွားရတော့ဗျာ သူလား ဟုတ်တယ်လေဆန္ဒတူပဲလေရေစိမ်ကြီး ဟဲ့နေနေနေ မပေးလို့မရတော့ဘူးမ နေနေတက်နေပြီ ဖဲ့လိုက်ဟုတ် စိတ်တယ်နော်ဒီကလေးစိတ်တယ် လေစိမ်နေအပေါ်ကျရင်အေးပြီဘောကျရင်အေးပြီ ဘကထောက်ပြီးတော့ခဏနေခဲ့ ဟုတ်တယ်ပဲယူလာနေရတယ်ဖះလေးပါလေးတည်ခေါ်လေးလား လာ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 မရရင်ကြနော်ကိုချက်လို့ရပြီလားရရငါဝေးတောင်ထပ်သွားလိုက်ပါဦးဆိုတော့ကြောက်တုံးလေးကိုတစ်ခါလေးနှံ့ပေါ့ဒီကားရဒီမှာတော်တော်မတ်တယ်ဒီကားရတော်တော်မတ်တယ်တော်ကြီးငါတို့ဖက်ယူပေးလိုက်လို့ဟောဖက်လာပြီးယူလိုက်လို့တော်ကြီးရဲ့လို့မဟုတ်ရင်ဟောတို့ဖေတို့ဆင်းရခက်နေပါလိဟုတ်တယ်ဆင်းရတဲ့ပြန်ပြောပြန် ကျူးနေရတွေကဆောက်လို့ကြီးကပြုတ်တုံးဆိုပြီးသွားရင်တော့မိုက်မှာနော်အရေးလေးကောင်းသွားရင်တော့တော်တော်မိုက်ပြီ ဒီကအရေးမရှိ ရေးမရှိอ่ะ ဒီကားလေးမှာအရေးမရှိရော ရေးမရှိတဲ့ခါကျတော့ဖက်မပါရင်တော့ရောပြီးရတော့
ဒီဘက်လေကားတွေကပို့ပြီးတော့မှတ်တယ်မှတ်တယ်တဲ့ ဝေဝါတော့ဘာလဲ ဟုတ်ပြန်စစ်မှာပြန်စစ်မှာ ဘာတိုင်းတဲ့ရောက်တဲ့အခိုင်မှာသူတောင်းနေနာခနာဒီချန်နေအောင်မြင်တယ်လူရင်းဆန္ဒတွေပြေဝတယ်စေဝိဇာကြီးတွေတိုက်အုပ်ဘိုးတော်ကြီးတွေတဲ့နွားခွေတောင်အောင်မြင်ပဲနေသမတောင်းလို့မြတ်သာသနာပြုစေဝိဇာရင်ဝိဇာပြီးဘဘကျိုင်းဘဘတိုင်းမှာဗျာတာတော်လေးများသမီးတော်လေးများပြီးတို့ရဲ့စီးမြေနမ်းမြေကိုခါစားရောက်ရောက်မှာဗျာဒီရေနမ်းမြေခါစားဝင်းတဲ့ချိန်မှာစရွေးတဲ့ရွှေတော်အစရင်မျိုးတော်သွင်းလိုက်ပါဗျာအရာရာတိုင်းမှာလည်းအောင်မြင်ပါရစေပါဘိုးလေးမြတ်နာလေးတကဘေးသနာလို့လဲစောင်းရှောက်မစာတော်မူပါနွားဝိတာအောင်မြေစသမှာသာသနာပြုစေဝိဇာအင်းဝိဇာအဖေဘဘကျိုင်းဘဘတိုင်းမှာဗျာ ရေစိတ်တိုင်းနေရနော်ဒီကစားနေတရားမကြည့်对。 ကဲတနင်္လာသားလေးပါဗျာဖေကြီးရဲ့ဒီမြေနမ်းမြေကိုလည်းခါစားရောက်ပါတယ်ဗျာကြောပန်းစင်ပါတယ်ဗျာတပြားတော်များလဲဗနာတော်ထားကြောင်းမှာဖျားတပြားတော်များဗနာတော်ထားတဲ့ချိန်မှစလို့တနင်္လာသားလေးနှုတ်ပြကထွက်တဲ့ဇက်ကအသွားပမာလဲထပ်ပရစေပြောသမျှစိုးသမျှတွေလည်းအောင်မြင်မရစေကျမ်းသမျှတွေလည်းဟန်ကြပရစေတကြံစလို့စေတာတိုးပရစေတကြံဆောင်လို့လည်းစေကြံအောင်မရစေဖျားဘိုးတို့ရဲ့အိဆာတရားလောအိမ်မြပြည့်တဲ့ကဲ့သို့ပြည့်ပရစေဒါတွေသမီးတွေစိတ်တိုင်းညကိုယ်တိုင်းညလိုတိုင်းလည်းရလို့သာယာမှုတွေနဲ့သာသနာတော်ယူလည်းထိတ်တန်းကပြုနိုင်တော့သာကောင်သမီးမြတ်တွေဖြစ်ပရစေဒီဆိုမှတောင်းတော်မြတ်သာသနာပြုစေဝိဇာအင်းဝိဇာအဖေကြီးဘဘကျိုင်းဘဘတိုင်းပါဗျာဒီလိုအားလည်းပုဂ္ဂိုလ်မှာရောက်တဲ့ခိုင်ကောင်းမကောင်းရင်တော့ဒီကိုပုတ်ပေးဒီနိုင်ဒူတွေကိုပုတ်ပေးယောဂါတွေပြောက်ကင်းတဲ့စေဝိဇာကြီးတွေ对啊，知道。 ဒီဆိုမှတောင်းလို့ရသာသနာပြုစေဝိဇာအင်းဝိဇာပြီးဘဘကျိန်းဘဘတိုင်းမှာဗျာသာတော်လေးများအဖေကြီးတို့ရဲ့ဒီနေနံမြေကိုခါသားယောက်ျားမှာဗျာဒီနေနံဒီခါသားဝင်းနဲ့အကျဉ်းသာသာယူတဲ့ဒီမှာသိလို့လို့တော့ပါစီထဲမှာလေဟိုတိုင်နာနေချက်တော့လေ လှမ်းခေါ်လိုက်ရမ်းပြလိုက်အဲ့နဲ့မရဘူး မာအဲ့တော့တော့ကြည့်မယ် ဒါမှလာမလာပြီးမလာပြီးအဲ့ကောင်ကြည့်လိုက်အပြစ်လိုက်ဝင်မှာဟုတ်ခဏပြစ်လိုက်ဘုကကင်မရာကိုစားကြမှာလို့ကင်မရာကိုစားကြမှာလို့ရပြီတောင်းနေဒီကောင် အောင်းလား ကြည့်လိုက်ပါဦးစားကြည့်နေတယ်ကောင်လေး အော်ရရ ဘုကကောင်ကြည့်တာဟိုခေါ် ကိုကလေးရတော်ပြီကျောင်းနဲ့ချောင်းမယ် ငါတို့ပြန်ယူလိုက်ရမှာနော်ထားလိုက် ပြောသားဒီကောင် သူ့ပြန်ဝါဝင်ရ
ခင်သွားပြီခင်သွားပြီဟိုအိမ်ရကြည့်တယ်ကြည့်တယ်ဒီကောင်အိမ်ရကြည့်တယ်ကြည့်တယ်ဒီကောင်အိမ်ရကြည့်တယ်အသေးလေးအိမ်ရကြည့် သူကမရဘူးဒါတဲ့နေဒါတော့နေကြလို့မရ ဟုတ်လားအဲ့တော့မလာရဲတော့ဘောမှာဝီးရန်နဲ့ကြည့်နေ ပေါ်လည်းနဲ့အောက်ထိုင်တယ် နေကြရရရဟာ တော့ရအောင်တူတူ တာမယ်နော်ပိုင်နော် အဲ့ကောင်ဘာဖြစ်နေအောင်လဲမစားလို့လား ငါစားလို့ရအတီးအများကြီးပဲတဲ့ ဟဲ့အော်ပြီကောင် ငါစားလို့ရအတီးအများကြီးပဲဟောကြီး အောက်ကလူကသိရှိနေ